တင်းညာမှာရေလောင်းရေချိုးတာရေလောင်းတာဆိုတာရေချိုးကြတာပါအဲ့ဒီရေလောင်းတဲ့အလေးထားဘယ်လိုလုပ်ပြီးတော့တင်းညာကိုတခါပြောင်းရောသူကဘေးတင်တွဲနီးပဲခုနဟာတော့နှစ်တည်းကပြောင်းလာပဲပြောင်းရကနေပြီးတော့ရေပက်တဲ့ရေလောင်းတဲ့ပွဲသဘင်ဖြစ်သွားပုံတခါဒီကိုပြောင်းရအောင်စအသေးတွေကရေပြောင်းတာကဘယ်ကနေလာလို့ဆိုတော့သူတို့ဟိန္ဒူဝါဒဖျားမပွက်မိကြတဲ့ဟိန္ဒူတွေရေချိုးတဲ့အလေးစားရှိရေချိုးတယ်ဆိုတာကိုမင်းတို့ကတော့ရေချိုးတာကတော့ခန္ဓာကိုယ်မှာရှိတဲ့အငြိကြီးတွေတန့်စင်သွားအောင်လုပ်တာကိုရေချိုးတယ်လို့ခေါ်တာသို့တော့အဲ့ဒါကိုပွဲလန်းတဲ့ပင်တစ်ခုအနေနဲ့ဘယ်သူကလုပ်တယ်လို့ဘေးရင်လေးကလုပ်တယ်ဘေးရင်လေးလုပ်တယ်ဘေးရင်ကရေချိုးတယ်ဆိုတာခေါင်းနဲ့တကွချိုးတာကတတ်တာခေါင်းမပါဘဲနဲ့ချိုးတာတတ်တာဒါနင်းတို့မင်းကလေးကသိပါနော်နင်းတို့မင်းကလေးတွေခေါင်းမလောင်မဲနဲ့ချိုးတာရှိတယ်မလားဒါနေတိုင်းချိုးရင်နော်ခေါင်းလောင်ပြီးတော့မှချိုးတာကတပတ်မှတစ်ခါလောက်ပဲချိုးကြတယ်ပြန်တော့ပါပြီနော်အဲ့ဒါဘာလို့ခေါင်းကိုအဲ့ဒါကိုခေါင်းလျှော်ခေါင်းနဲ့တကွလောင်းချိုးတာကိုခေါင်းလျှော်တယ်လို့ခေါ်တယ်ခေါင်းလျှော်ခေါင်းနဲ့တကွခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့အငြိကြီးတွေကိုသတ်ဆင်တာအဲ့ဒါကခေါင်းနဲ့တကွချိုးတဲ့ရေကိုဥထိတ်ကနေပြီးတော့လောင်းတာဒါသိဉာဏ်ရေလောင်းတယ်လို့အဲ့ဒီလိုယူဆဘယ်ရင်ကနော်အဲ့ဒါကြောင့်မလို့ရှင်းတော့ကတို့ရာဇဝင်ကျမ်းတွေစဖတ်လို့ရှိရင်တွေ့လေငါတို့လည်းပတ်စားတော့ကတော့နားမလည်ဘူးဟိုဒီမန္တရာဇဝင်တို့ဥက္ကလာရဲ့မဟာရာဇဝင်တို့ပေါ့နော်ဒီမှုမောင်မောင်တင်ရေးတဲ့ကိုမောင်ဆက်ရာဇဝင်ကျမ်းကြီးတွေမှာဘယင်တွေသိဉာဏ်တော့ခေါ်တယ်သိဉာဏ်တော့ခေါ်တယ်ဆိုဘာသိဉာဏ်တော့ဘာခေါ်တာသိဉာဏ်တော့ခေါ်တယ်ဆိုရေချိုးတာခေါင်းလျှော်တာဘယင်ခေါင်းလျှော်တာအဲ့ဒီအဲ့ဒီပြီးတော့ငါတို့လေးလာငါတို့ဖတ်ကြည့်တာကိုလည်းပြောပြအောင်မင်းတို့မင်းကြီးအကြောင်းဖတ်မင်းတို့မင်းရဲ့ရေချိုးဘူးတလားမှတစ်ခါပဲချိုးတယ်နော်တလားမှတစ်ခါချိုးတယ်ဘယင်ရှိပေနဲ့တလားမှတစ်ခါပဲချိုးတယ်သူအဲ့ဒါရေမချိုးတဲ့ခါကျတော့အညစ်အကြေးတွေကိုတန့်ဆင်အောင်မိဖုရားတွေကနေပြီးတော့မနဲ့အိယာထားပြီဆိုလို့ရှိရင်အမွှေးစီတွေနဲ့တကူလုံးလိမ့်ပြရတယ်နော်လိမ့်ပြရလိမ့်ပြီးတော့မှပိတ်ဖြူလေးတွေနဲ့တကူလုံးတောက်ပြီးတော့တန့်ဆင်ပြီးပြီးမှဝယ်လဲတော့လဲဝယ်လဲတော့ဘယင်ကတနေ့တပွဲဝယ်တယ်အဟောင်းပြန်မဝယ်ဘူးဗျာနော်ဘယင်ဒီလိုဘယင်အကြောင်းလည်းသိအောင်လည်းပြောတယ်နော်အဲ့ဒီအဟောင်းပြန်မဝယ်ဘူးအဲ့ဒီခန္ဓာကိုယ်ကိုစီကိုတုတ်တဲ့အဝက်ကလည်းပဲဒီနေ့တုတ်ပြီးနောက်ပြန်ကပြန်မတုတ်ဘူးအစ်စ်နောက်တစ်ခါအစ်စ်နဲ့ပဲတုတ်ရတယ်ကွာနော်အဲ့ဒါခေါင်းပြီးရခေါင်းကိုမိဖုရားတွေကနေဖိပြီးရစီတွေလိမ့်ပြီးရရေကိုတစ်လားပဲတစ်ခါချိုးအဲ့ဒီဘယင်ရေချိုးတော့မယ်ဆိုရင်ခေါင်းနဲ့ကွာဥခေါင်းလောင်းလို့ရှိရင်ဥခေါင်းကိုသူကလောင်းလို့ဆိုပုံနဲ့ဖြူပုံနဲ့ညိုတွေကခယူထဲမှာရေထည့်ပြီးတော့ခယူနဲ့ဥထိတ်ကိုရေသွန်းတယ်လို့ခေါ်တာဥထိတ်ကိုရေသွန်းတယ်ဆိုတော့ရေလောင်းတာပါပဲခယူနဲ့လောင်းတာခွက်နဲ့လောင်းတာနော်ရေရလည်းပဲအထောက်အမြတ်နန္တာရေနဲ့လို့သူနန္တာရေနဲ့ချိုးတယ်သူကအဲ့ဒီလိုဘယင်းလေးခေါင်းဆေးပြီးတော့ရေချိုးပြီးတော့နန္တာရေနဲ့ချိုးတာကိုတဲ့သိဉာဏ်တော့ခေါ်တယ်လို့ခေါ်တယ်ဟောဘောရနာဟောဟာနော်ဒါတော့မလို့ရှင်လည်းစာဖိုင်ရင်သိဉာဏ်တော့ခေါ်တယ်ဆိုတော့ဘာမှမသိဘူးဒါကြောင့်မို့လို့ရေသိဉာဏ်တော့ခေါ်တယ်သိဉာဏ်တော့ခေါ်တယ်ဆိုတာသိဉာဏ်တော့ခေါ်တယ်ဆိုတာဘယင်းလေးခေါင်းလျှော်ရေချိုးတာကိုသိဉာဏ်တော့ခေါ်တယ်အဲ့ဒီလိုခေါ်ဒါရှိတော့ကဒါမင်းတို့လက်တဲ့ဒီဘမင်းတို့လက်တဲ့ထိအောင်ဒီတိုင်းနဲ့မစားနိုင်မတွေ့ရသိဉာဏ်တော့ခေါ်တာပေါ့ရေချိုးတဲ့အလေးတာအဲ့ဒီရေချိုးတဲ့အလေးတာခေါင်းလာတာပြောတယ်ဟိန္ဒူတွေမှာခင်းကံမြေတဲ့ကိုရေစင်းချိုးလို့ရှိရင်မကောင်းမှုအကုသိုလ်တွေကိုမျောတယ်လို့ပြောတာဒီလိုတွေပေါ့မကောင်းမှုတို့ခန္ဓာကိုယ်အငြိအကျေးတွေမဟုတ်ဘူးဒီစိတ်ထဲမှာဖြစ်နေတဲ့အငြိအကျေးအကုသိုလ်တွေပါတခါတည်းရေထဲပါသွားတယ်လို့သူအဲ့လိုယူဆလာရေရတက်လာလို့ရှိရင်လူသစ်စိတ်သစ်ဖြစ်သွားငါအဲ့ဒီလိုဒါဟိန္ဒူယူဆနော်ဟိန္ဒူယူဆအဲ့ဒီယူဆနဲ့ဘယင်လေးဘာကြောင့်ရေချိုးတယ်လဲဆိုလို့ရှိရင်ရေရိုးတာမှချိုးတာမဟုတ်ဘဲနဲ့အဲ့ဒီလိုပွဲနဲ့လမ်းနဲ့ပုံနှပြပုံနှညိုတွေနဲ့တွဲချက်ပြီးတော့နန္ဒာရည်တွေနဲ့ချိုးတယ်ဆိုလို့ရှိရင်အိမ်မက်တွေဘာတွေမကောင်းတဲ့အခါတိတ်နမိတ်တွေမကောင်းတဲ့အခါပေါ့နော်ကောလာဟာလာတွေဘာတွေဖြစ်လို့စိတ်တွေဘာတွေထွေညစ်နေတယ်ဆိုလို့ရှိရင်လူသစ်စိတ်တွေဖြစ်သွားအောင်ဘေးရင်ပုံသားတွေနဲ့မေးပြီးတော့ကဲသိဉာဏ်တော့ခေါ်ပွဲလုံးဆိုပြီးတော့မန္တတွေဘာတွေတို့ကနာတွေဘာတွေနဲ့အခမ်းအနားတွေနဲ့ရော့ဖတ်တွေနဲ့ပွဲတွေနဲ့အဲ့ဒီလိုရေချိုးတာဟိုလိုရေချိုးတာမဟုတ်အဲ့ဒါကိုသိဉာဏ်တော့ခေါ်တယ်လို့ခေါ်တာနော်အဲ့တော့သိဉာဏ်တော့ခေါ်တယ်ဆိုတာဘယင်ရေချိုးတာအဲ့ဒါဘယ်ကနေလာတာတော့ခေါင်းလာတော့ဟိန္ဒူဝါဒကရေချိုးတယ်ဆိုတာကိုခင်းကံမြေတဲ့ရေစင်းချိုးတာကိုမကောင်းမှုအကုသိုလ်တွေကိုမျောတယ်လို့ခေါ်တယ်သူတို့ကရေချိုးပြီးလိုက်လို့ရှိရင်သူကစိတ်ရောကိုယ်ရောတန့်သွားတာကိုသူတို့ကမကောင်းမှုတွေပါသွားပြီရေထဲပါသွားပြီလို့ဒီလိုအယူဆရှိတယ်ဒါကဘိန္ဒူဘေရင်ကျမ်းနဲ့ဟိန္ဒူအယူဆအဲ့ဒီကနေပြီးတော့ရေချိုးတဲ့အလေးထား
တင်ညာမှာနှစ်ဟောင်းကရှိတဲ့အညစ်အကြေးတွေပျောက်ပါစေဆိုပြီးတော့ချိုးတာလို့ဒါအတာရီချိုးတယ်လို့ခေါ်တာနော်အတာရီချိုးတဲ့ခေါင်းချော်ကြတာလေအဲ့ဒီအလေးတာအဲ့ဒီအဆင်းလာတော့ကမြတ်စွာဘုရားလက်ထက်တည်းဟောအဲ့ဒီလေးတာရှိ